မိဘတိုင်းတတိထားမဲ့ချက်ပါကလေးကိုအတင်းတောက်နှုတ်ဘူးတွေတိုက်တဲ့အခါရင်နေတဲ့တိုက်ရိုက်စိမ်ပြီးအပူပေးနေတော့လားဒါဆိုရင်တော့အတင်းကလေးရဲ့ကျမကြီးကိုအတင်းကိုယ်တိုင်တဖြည်းဖြည်းချင်းဖြည့်ဆည်းနေတယ်လို့ဖြစ်နေပါလိမ့်မယ်ဘာလို့လဲဆိုတော့အတင်းထုတ်နှုတ်ဘူးတွေရဲ့အတွင်းပိုင်းမှာပလတ်စတစ်အလွှာပါဝင်ပါတယ်အဲ့ဒီအလွှာဟာအပူနဲ့တိုက်ရိုက်ထိတွေ့တဲ့အခါအစိမ့်တောက်ဖြစ်စေတဲ့ဓာတ်ပစ္စည်းတွေကိုထုတ်လွှတ်ပြီးနှုတ်တွေကိုရောနှောသွားစေလိုပါဒါအပြင်အပူချိန်လွန်ကဲမှုကြောင့်နှုတ်ထဲမှာပါတဲ့အဖိုးတန် active proteins တွေနဲ့အကျိုးပြု probiotics တွေဟာလည်းပျက်စီးသွားတတ်ပါတယ်။ဒါကြောင့်နှုတ်ထဲကအာဟာရတွေမဆုံးရှုံးစေဖို့နဲ့ဘေးကင်းဖို့အတွက်ဒီနည်းလမ်းကိုသုံးပါ။နှုတ်ကိုဘူးထဲကနေဖန်ခွက်ဒါမှမဟုတ်ကြွေခွက်ထဲအရင်လောင်းထည့်ပါ။ပြီးမှအဲ့ဒီခွက်ကိုရေနွေးထည့်ထားတဲ့စလုံးထဲမှာတဆင့်ခံစိမ်ပြီးအပူပေးပါ။ microwave သုံးမယ်ဆိုရင်လည်းနှုတ်ဘူးလိုက်မထည့်ပဲ microwave သုံးလို့ရတဲ့ခွက်ထဲပြောင်းထည့်ပြီးမှအပူပေးပါ။အလွယ်တကူလုံးမိနေတဲ့အမားကြောင့်တင့်ကလေးရဲ့ကျမရေမထိခိုက်ပါစေနဲ့ဒီဗီဒီယိုလေးကိုတခြားမိဘတွေလည်းသိသွားအောင်မျှဝေပေးလိုက်ပါအောင်နော်